ကဲဒါကတော့ဟာဘန်အုပ်စုဆိုတာရှိသည်အုပ်စုတွေပေါ့နော်ရှိသည် sorry ဟိုမှာရေးထားတာမဖြတ်သေးလို့ရှိသည်အုပ်စုတွေဟာဘန်ဆိုတာကရှိသည်အုပ်စုတွေခုနကပြောခဲ့တဲ့ sein ဆိုတာကဖြစ်သည်အုပ်စုတွေ verb to be အုပ်စုတွေနဲ့ have အုပ်စုတွေ verb to be အုပ်စုနဲ့ verb to have အုပ်စုတွေပြီးတော့ sein အုပ်စုတွေဖြစ်သည်အုပ်စုတွေနဲ့ဟာဘန်အုပ်စုရှိသည်အုပ်စုတွေเนาะအဲ့တော့ထိုနည်းတူစွာပဲခုနကပြောခဲ့သလိုပဲအဲ့တော့ဟာဘန် ish နဲ့တွဲလို့ရှိရင် ish habe နောက်က e အမြဲတမ်းကတ်တဲ့စကားလုံးတွေရဲ့ရှေ့ရအတောင်မူတည်ပြီးခဲဘဲဆဲတဲအဲ့လိုထွက်တာနောက်က e ကတ်ပြီဆိုရင်သူ့ရှေ့ရစကားလုံးပေါ်မှာမူတည်ပြီးတော့အတန်ကခဲဆဲတဲဒဲမဲအဲ့လိုထွက်ကြတာအဲ့တော့ဟာဘန်အုပ်စုတွေကိုရှိသည်အုပ်စုတွေဟာဘန်ဆိုတာရှိသည်အဲ့တော့အဲ့ဒီရှိသည်ကို ish နဲ့တွဲတော့ ish habe နော်ခုနကဖြစ်သည်အုပ်စုတွေမှာကျတော့ ish bin နော်အခုဒီမှာကျတော့ ish habe ငါမှာရှိသည်နော်ဒူနဲ့တွဲလို့ st ဖြစ်သွားတယ်နော် ben ကိုဖြုတ်ပြီးတော့ du hast မင်းမှာရှိသည် als hatသူမထိုအရာမှာရှိသည် wir haben ငါတို့မှာရှိသည် ihr hat မင်းတို့မှာရှိသည် sie haben သူတို့မှာရှိသည်ထိုလူကြီးမှာရှိသည်ဆိုတော့ sie သူတို့နဲ့လူကြီးလူကောင်းဆိုရင် haben main verb ကိုပြန်သုံးတယ် wir ကလည်းအများမို့လို့ haben ကိုပြန်သုံးတယ်เนาะအဲ့တော့command တို့ gehen တို့မှာလည်းအတူတူပဲ command ဆိုရင် ish နဲ့တွဲတဲ့အခါမှာ komme ဖြစ်သွားတယ်เนาะ gehen ကိုလည်း ish နဲ့တွဲတဲ့အခါ gehe လို့ဖြစ်သွားတယ်အခု haben အုပ်စုမှာ ish နဲ့တွဲတော့ habe command ကလာသည် ish komme လာသည်ငါလာသည်เนาะ gehen သွားသည် ish gehe ငါသွားသည်အခုကျတော့ haben ရှိသည် ish habe ငါမှာရှိသည် Du hast, sie hat, wir haben, ihr hat, sie haben เนาะအတူတူပဲဖြုတ်ထုတ်တတ်ကတော့အတူတူပဲအဲ့တော့ခုနကပြောခဲ့တဲ့ဇိုင်းအုပ်စုဖြစ်သည့်အုပ်စုဒါကတော့ရှိသည့်အုပ်စုအဲ့တော့ဥပမာ ich habe ပိုင်ဆိုင်မှုတွေเนาะဟာဘန်အုပ်စုတွေရှိသည့်အုပ်စုတွေကြတော့ပိုင်ဆိုင်မှုတွေ ich ဟာဘန်အုပ်စုကို ich နဲ့တွဲလို့ ich habe ဖြစ်သွားတယ် ich habe einen Hundငါမှာခွေးတကောင်ရှိတယ်။ဘာလဲ ich habe einen Hund ငါမှာခွေးတကောင်ရှိတယ်။ ich habe einen နော်စာရေးပြပေးမယ်။ einen Hund ကနော်နာမ်စားဖြစ်တဲ့အတွက်အကြီးနဲ့ရေးမယ်နော် ich habe einen Hund ငါမှာရှိသည် Hund ခွေး einen တကောင် ich habe einen Hund ငါမှာ ich habe einen Hund ငါမှာခွေးတကောင်ရှိသည်အဲ့ဒီတော့ du မို့လို့ဒီ haben ကို st ပေါင်းတယ် du hast မင်းမှာရှိသည် du hast ein Buch ein B-U-C-H เนาะ Du hast ein Buch ကစာအုပ်ကိုပြောတာမင်းမှာ ein စာအုပ်တအုပ်ရှိသည်เนาะ Du ရှိသည် haben ရှိသည်ကို du မို့လို့ st ပေါင်းတယ် Du hast ein Buch မင်းမှာစာအုပ်တအုပ်ရှိတယ် Du hast ein Buch မင်းမှာစာအုပ်တအုပ်ရှိတယ် Ich habe einen Hund ငါမှာခွေးတကောင်ရှိတယ် Du hast ein Buch မင်းမှာစာအုပ်တအုပ်ရှိတယ် Ich habe einen Hund ငါမှာခွေးတကောင်ရှိတယ်အဲ့ဒီတော့ er hat einen Bruder er hat einen Bruder A-U-D-E-R er hat သူ့မှာရှိတယ် einen Bruder သူ့မှာအကိုတယောက်ရှိတယ်เนาะ
er hat einen Bruder သူ့မှာအကိုတစ်ယောက်ရှိတယ်เนาะအဲ့တော့သူမမှာအမတစ်ယောက်ရှိတယ်ဆိုရင်သူမမှာအမတစ်ယောက်ရှိတယ်ဆိုရင် en ကိုဖြုတ် eine အဲ့ဒါသတိထားမယ် Schwester okay အဲ့တော့ရှိသည် haben မှာငါနဲ့တွေ့လို့ ich habe einen Hund ငါမှာခွေးတစ်ကောင်ရှိသည်เนาะ haben ရှိသည်ဖြစ်တဲ့ du နဲ့တွေ့လို့ du hast ein Buch မင်းမှာစာအုပ်တစ်အုပ်ရှိသည် hat einen Bruder เนาะသူ့မှာ ကသူမို့လို့ haben အုပ်စုကို မို့လို့ hat ပြောင်းတယ် hat einen Bruder သူ့မှာအကိုတစ်ယောက်ရှိတယ်နောက်တစ်ခု sie သူမမှာ eine Schwesterသူမမှာ sie hat eine Schwester เนาะသူမမှာအမတစ်ယောက်ရှိတယ် S H S T E เนาะအဲ့တော့ sie hat eine Schwester hat einen Bruder hat einen Bruder und sie hat eine Schwester เนาะသူ့မှာ hat einen Bruder သူ့မှာအကိုတစ်ယောက်ရှိတယ် sie hat eine Schwester သူ့မှာအမတစ်ယောက်ရှိတယ်အဲ့ဒါပိုင်ဆိုင်မှုတွေเนาะအဲ့တော့ wir haben Zeit เนาะ wir ငါတို့မှာ haben ရှိသည် wir အများမလို့ main verb ကိုပဲပြန်သုံးနေ haben ပဲ wir haben ငါတို့မှာရှိသည် Zeit ငါတို့မှာအချိန်ရှိတယ်เนาะအဲ့ဒီနေ့ညနေငါတို့စာသင်ပြီးရင်တော့ငါတို့မှာအချိန်ရှိတယ်ဟေးဟောပေါ့သွားစားကြမယ်ဒါမျိုး wir haben Zeit ငါတို့မှာဗာလေအချိန်ရှိတယ်နောက်တစ်ခု ihr habt recht เนาะမင်းတို့မှာမှန်တဲ့အမှန်တရားတွေရှိတယ်မင်းတို့ဟာမှန်တယ်ဟေ့ ihr hat နာပေးပါတယ်ဒီနှစ်ခုကအရင်စလုံးတွေလို့မဟုတ်ဒီမှာ hat က ihr habt ဘေးနဲ့ t နဲ့ပါတယ် ihr habt recht မင်းတို့တွေမှန်တယ်ဟေ့မင်းတို့တွေမှန်တယ်เนาะမင်းတို့တွေမှန်တယ် haben ကရှိသည်เนาะ ich နဲ့တွဲလို့ habe einen Hund du နဲ့တွဲလို့ hast ဖြစ်တဲ့ ein Buchနဲ့တွဲလို့ hat ဖြစ်တဲ့ einen Bruder sie မို့လို့ hat နဲ့တွဲတယ် eine Schwester เนาะအမမို့လို့ eine ဖြစ်တယ်အကိုကယောက်ျားနာမို့လို့ einen ဆိုတာဖြစ်တယ် Buch ကအရာဝတ္ထုမို့လို့ ein ဖြစ်တယ်เนาะအဲ့တော့einen Bruder hatte einen Bruder ပြီးတော့ wir haben main verb ကိုပဲအများမို့လို့ပြန်သုံးတယ် wir haben Zeit ငါတို့မှာအချိန်ရှိတယ် ihr habt recht เนาะမင်းတို့တွေအကုန်လုံးမှန်ကြတယ်เนาะမှန်တယ်အမှန်တရားရှိတာကိုလဲ habt recht ကို habt နဲ့တွဲတာဒီနှစ်ခုကเนาะအဲ့တော့ ihr habt recht မင်းတို့ဟာအမှန်တရားရှိတယ်မင်းတို့တွေအားလုံးမှန်ကြတယ် sie haben Fragen 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 sie haben Fragen သူတို့မှာမေးခွန်းမေးစရာရှိတယ်သူတို့မှာမေးခွန်းတွေရှိတယ် sie haben Fragen ဒီလူကြီးမှာမေးစရာရှိတယ်เนาะဒါကရှိသည် haben အုပ်စုတွေပိုင်ဆိုင်မှုကိုပြတယ်ရှိသည်เนาะရှိသည်ပိုင်ဆိုင်မှုကိုပြတယ်ခုနကပြောသွားတဲ့ဗီဒီယိုမှာက sein အုပ်စုတွေဖြစ်သည် ich bin du bist sie es ist wir sind ihr seid sie sind ဒီမှာကျတော့ haben ရှိသည်အုပ်စုတွေเนาะရှိသည်အုပ်စုတွေက haben အုပ်စုတွေက ich နဲ့တွဲလို့ habe ဖြစ်တယ် du နဲ့တွဲလို့ has ဖြစ်တယ်เนาะ sie es နဲ့တွဲလို့ hat ဖြစ်တယ် wir haben ဖြစ်တယ် ihr habt ဖြစ်တယ် sie မို့လို့ haben ပြန်ဖြစ်တယ်เนาะအဲ့ဒီမှာသုံးသွားတဲ့ ein ဆိုတာကအရာဝတ္ထုเนาะအရာဝတ္ထုမို့လို့ ein ကိုသုံးတယ်ပိုင်ဆိုင်မှု
အိုင်းကိုသုံးတယ်အိုင်းနန်ဘူဒါဖိုနန်မို့လို့နော်ဖိုလိန်မို့လို့အိုင်းနန်ကိုသုံးတယ်ရှ်ဗဲစတာမနန်မို့လို့အိုင်းနဲကိုသုံးတယ်နော်အိုင်းနန်ကဂျာနန်နော်အိုင်းနဲကမနန်အရာဝတ္ထုခလေးနော်ခလေးရဲ့အရာဝတ္ထုနော်အဲ့တော့ဂျာနန်မနန်အရာဝတ္ထုခလေးအိုင်းနန်ဘူဒါအိုင်းနဲရှ်ဗဲစတာနော် eine Frau မိန်းမတယောက် ein Mann eine Frau နော် eine Schwester einen Bruder နော်ဂျာမ einen eine ein အဲ့တော့ haben ကပိုင်ဆိုင်မှုတွေ ich နဲ့တွဲလို့ habe ဖြစ်တယ် du နဲ့တွဲလို့ has ဖြစ်တယ် er sie es က hat ဖြစ်တယ် wir haben ihr habt sie haben နော်အဲ့ဒီတော့ဒါကပိုင်ဆိုင်မှု haben နေခုနကပြောသွားတာကဇိုင်းအုပ်စုတွေဖြစ်သည့်အုပ်စုတွေပြီးတော့ main verb တွေ command တွေနော်အားလုံးအဲ့တော့ဒီ haben တွေကိုရှေ့ဆုံးကတင်ရင်လည်းပဲလာမေကွန်းဖြစ်တယ်နော် hast du ein Buch မြန်မာစာအုပ်တစ်အုပ်ရှိလားအဲ့ချိန်ကြရင်ဒီ has verb တွေကိုရှေ့ဆုံးတင်ရင်လာမေကွန်းဖြစ်တယ်မေကွန်းဖြစ်လို့ရှိရင်ယားနဲ့နိုင်နှစ်မျိုးပဲဖြေရမယ်မဟုတ်ဘူးဆိုလည်းအကျယ်တွင်းဖြေလို့ရတယ်ယားနိုင်ကပါကိုပါ hast du ein Buch မြန်မာစာအုပ်တစ်အုပ်ရှိလား hast du ein Buch မြန်မာစာအုပ်တစ်အုပ်ရှိလားဆိုရင်နိုင်မရှိဘူးတောင်းမို့ယားရှိတယ်အဲ့လိုဖြေပြရမယ် main verb တွေကိုရှေ့ဆုံးတင်ရင်လာမေကွန်းဖြစ်တယ်ဒါပေမဲ့ယားနိုင်ဖြေကိုဖြေရမယ်အဲ့ဒါပုံတင်နည်းပဲเนาะဒါကတော့ haben အုပ်စုရှိသည့်အုပ်စုတွေ